မင်္ဂလာပါ Our Stories Channel ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်မ interview ဖြည့်ခဲ့တဲ့ experience တွေဒီစင်ကာပူမှာအလုပ်ကိုဘယ်လိုရှာခဲ့လဲဆိုတဲ့ experience တွေကို sharing လုပ်ပေးချင်ပါတယ်။ကျွန်မကစင်ကာပူမှာ2009ကနေပြီးတော့ဒီ medical technologist position နဲ့အလုပ်လုပ်ခဲ့တာပေါ့နော်အခု2025အခုနှစ်ထိပေါ့ဒီကြားထဲမှာကျွန်မကဒီအလုပ်တွေကိုခဏခဏဟိုခုံဒီခုံလုပ်တယ်ဟိုပြောင်းဒီပြောင်းလုပ်တယ်ပေါ့နော်အဲ့တော့ကျွန်မရဲ့ဒီ interview လုပ်တဲ့ experience တွေကဒါအများကြီးမှရှိတယ်ပေါ့နော်အလုပ်ရှာတဲ့ experience တွေလည်းအများကြီးရှိတယ်ပေါ့အခုချိန်ကတော့စင်ကာပူကတော့အကုန်လုံးသိတဲ့အတိုင်းပဲဒီကိုတာတွေရှာပါလာတဲ့ဟာတွေဒီ local ဒီကိုပဲသူတို့ရဲ့ဒီအစိုးရကပို့ပြီးတော့အလုပ်ခံရမယ်ဆိုတဲ့ဒီ rules တွေကြောင့်မို့လို့ဒီ foreigner တွေအတွက်ကတော့ဒါအလုပ်ရှာဖို့ chance ကတော့ပို့အရင်မရှိဘူးပေါ့နော်ဒါပေမဲ့အရင်မရှိပေမဲ့လည်းဒါတွေကကို control လုပ်လို့ရတဲ့ကိုရဲ့ out of control ဖြစ်နေတဲ့အခါကျတော့ကိုလုပ်လို့ရတဲ့အပိုင်းကိုပဲကျမတို့ဒါအားစိုက်ပြီးတော့တည်တည်ချာချာလေးဒါလုပ်ရတာပေါ့နော်အဲ့တော့ကျမရဲ့ experience မှာကျမအလုပ်တွေကိုဘယ်လိုရှာတယ်လဲဆိုတဲ့ experience ကို sharing လုပ်ချင်ပါတယ်ကျမကအလုပ်ကိုရှာလို့ရှိရင်ဒီ LinkedIn တခုတည်းကနေပဲကျမရှာလေးရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ LinkedIn ကဘာကောင်းတာလဲဆိုတော့သူကအလုပ်တစ်ခုကို post လုပ်လိုက်ပြီဆိုလို့ရှိရင်ဒီအလုပ်ကိုဘယ်သူကနေပြီးတော့မှ announce လုပ်တာလဲဆိုတော့ဒီ hiring person ရဲ့ account ကိုတခါတည်းများသောအားဖြင့်ပေါ့နော်ဒီတခါတည်းပဲမမကြည့်လို့ရတယ်အမှ hiring person ရဲ့ account မပါခဲ့ဘူးဆိုရင်တော့မှဒီ company မှာပေါ့နော်ဘယ် company ကနေပြီးတော့မှထားပါတော့ဒီ company တခု company A ကအလုပ်ခေါ်တယ်ဆိုလို့ရှိရင်ဒီ company A မှာဘယ်သူတွေကလုပ်နေတယ်လဲဆိုတော့လူတွေပေါ့နော်အဲ့လူတွေကျမကဒီ LinkedIn မှာရှာလို့ရတယ်ပေါ့နော်အဲ့တော့အဲ့လူတွေကိုကြည့်ခြင်းအပြင်ကျမကဘာကို roughly သိနိုင်လဲဆိုတော့ဒီ company မှာဘယ်လိုလူမျိုးတွေကဒါအလုပ်ရတယ်လဲဘယ်လိုမျိုးဒီ company မှာအလုပ်ရဖို့တော့ဘာတွေ prepare လုပ်ဖို့လိုတယ်လဲဆိုတော့ information တွေကျမအများကြီးရတယ်ပေါ့နော်အဲ့တော့ဒီ company ရဲ့လူတွေ company အကြောင်းကတော့ဒီGoogle မှာ company ရဲ့ website ထဲမှာသွားပြီးတော့ကြည့်လို့ရတယ်ဒါပေမဲ့လို့ဒီ company မှာလုပ်နေတဲ့သူတွေရဲ့profile ကဘယ်လိုမျိုးလဲဘယ်လိုလူမျိုးတွေကဒီ company မှာအလုပ်လုပ်လဲဆိုတာကိုသိချင်တဲ့အခါကြာလို့ရှိရင်တော့ကျွန်တော်တို့ဒါ LinkedIn ကပို့ပြီးတော့ဒါ information တွေကြကြပြန့်ပြန့်သိနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်မကအလုပ်ရှာတဲ့အခါမှာ LinkedIn ကိုအဓိကတုံးပြီးတော့အလုပ်ရှာတယ်ပေါ့နော်။ဒီမှာအလုပ်ရှာတာကတော့ဒီ LinkedIn မှာကျွန်မနဲ့ relevant ဖြစ်သမျှ position တိုင်းကိုကျွန်မအလုပ်လျှောက်တယ်။ဒါပေမဲ့လို့တချို့ position တွေကျွန်မအရန်လုပ်ချင်တဲ့အလုပ်မျိုးတွေပေါ့နော်။ဆိုလို့ရှိရင်ကျွန်မဘာလုပ်လဲဆိုတော့ကျွန်မတည်တည်ချာချာအချိန်ပေးပြီးတော့ခုနကပြောရဲအဲ့ဒီ company မှာအလုပ်လုပ်နေတဲ့သူတွေနဲ့ကျွန်မသွားပြီးစကားပြောရဲပေါ့အထူးသဖြင့်အဲ့ဒီမှာဒီ hiring person ရဲ့ account ကဒီ job announce လုပ်မဲ့ဒီဟိုအားထဲမှာ job announcement ထဲမှာပါတယ်ဆိုလို့ရှိရင်ကျွန်မကအဲ့ hiring manager နဲ့ကျွန်မ friend ဖြစ်အောင်သူနဲ့သွားပြီးကျွန်မ connection သွားလုပ်တယ်ပေါ့နော်အကယ်၍ connection ဒါပေမဲ့ကိုက premium account ရှိထားတယ်ဆိုလို့ရှိရင်လည်းပဲကိုနဲ့ friend နဲ့ဖြစ်ဘူးဆိုရင်တော့မှပဲအဲ့ဒီ hiring manager ကိုကျမတို့ကဓာတ်ရိုက်တစ်ချိန်ပေါ့နော်သွားပြီးစကားပြောလို့ရတယ်ပေါ့အဲ့တော့ကျမကဒီသူ့ရဲ့ official website မှာလည်းအလုပ်ကိုရှောက်လိုက်တယ်ရှောက်ပြီးတော့ဒီ hiring manager ကိုလည်းကျမဓာတ်ရိုက်သွားပြီးစကားပြောရဲပေါ့နော်ဒါလုံးဝ short to the point ပေါ့ကျမကဒီ skill တွေရှိတဲ့အတွက်ကြောင့်မလို့ဒီ position ကိုရှောက်ချင်တယ်ပေါ့နော်ဆိုပြောပြီးတော့ကျမရဲ့ CV ကိုလည်းကျမ attach လုပ်လိုက်တယ်ပေါ့အဲ့လိုအနေနဲ့ကျမကဒီ private hospital sorry public hospital တခုမှာကျမဒီsenior position နဲ့ကျမအလုပ်တစ်ခုရခဲ့တယ်ပေါ့နော်အဲ့ဒီအလုပ်ကကြတော့အဲ့လိုပဲကျမကဒီ LinkedIn မှာအဲ့ဒီ position ခေါ်ထားတာတွေ့တယ်တွေ့တဲ့အခါကျတော့ကျမကသူ့ရဲ့ official website မှာရှောက်လိုက်တယ်ပြီးတော့ hiring manager ခုနပြောတဲ့ပဲကျမသွားပြီးစကားပြောရဲပေါ့နော်အဲ့တော့ hiring manager စီကကျမကိုတော့တစ်ရက်နှစ်ရက်လောက်နေတဲ့အခါကျတော့သူစီကကျမreply ပြန်လာတယ်ပေါ့နော်80 position က stay available ဖြစ်နေသေးတယ်အဲ့တော့နင်စိတ်ဝင်စားတယ်ဆိုလို့ရှိရင် official website ကနေရှောက်ပါဆိုပြီးကျမကိုပြန်ပြီးတော့ reply ပြန်တယ်ပေါ့ဒီ hiring manager စီကအဲ့လိုမျိုးတွေ reply နေရလိုက်ပြီဆိုတာကဒါကျမတို့ကလုံးဝဒါဟိုတော်တော်လေးကို high chance ဖြစ်သွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ပို့လိုက်တဲ့ CV တွေကဥမာ official website ကိုပဲပို့လိုက်တယ်ဆိုလို့ရှိရင် CV တွေကဒါ HRC ကိုပဲရောက်သွားမှာပေါ့နော် HRC ကိုရောက်သွားလို့ရှိရင် HR ရဲ့ process ကဘယ်လိုလုပ်မှာလဲဆိုတော့သူတို့ကဒီ AI system ကိုသုံးပြီးတော့ filter လုပ်လိုက်မှာပေါ့နော်။ကျမတို့ကအဲ့ဒီကျမရဲ့ CV ကဒီ filter လုပ်လိုက်တဲ့ list ထဲမှာပါဖို့ဆိုတာ
မလွယ်ဘူးပေါ့နော်ပါချင်မှပါမယ်ဒီမြောက်များစွာသော CV တွေတပုံကြီးတွေကနေမှ AI ကသူHR ကသူက list out လုပ်အောင်ပါဆိုတော့သူကဒီ AI ကိုသုံးပြီးတော့ပဲသူက list လုပ်မှာပဲပေါ့နော်သူကတစ်ခုချင်းစီဖတ်နေမှာမဟုတ်တစ်ခုချင်းစီဖတ်မယ်ဆိုရင်တော့မှပဲ HR ကဒါ subject matter expert မဟုတ်တဲ့ခါကျတော့ကိုယ့်ရဲ့ CV ကဒီ shortlist ပါဖို့ဆိုတဲ့ chance ကတော်တော်နည်းတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ CV က hiring manager စီကိုဓာတ်ရိုက်ရောက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီမှာ chance ကတော်တော်လေးကိုများသွားပြီပေါ့နော်အဲ့ဒီအပြင်မှာကိုကဒီ hiring manager နဲ့စကားပြောခွင့်ရတယ် hiring manager လည်းကိုပြန်ပြီးတော့စကားပြောခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီမှာကိုရဲ့ chance ကသူဟို interview ရနိုင်တဲ့ chance ကဒါတော်တော်လေးကိုများပါပြီလို့ပြောလို့ရမယ်ပေါ့နော်အဲ့တော့ကျွန်မကအဲ့ hiring manager ကျွန်မကို reply ပြန်ပြောတယ် reply ပြန်ပြောပြီးတော့မကြောက်နောက်ထပ်တစ်ပတ်နှစ်ပတ်လောက်ကြာတဲ့အခါကျတော့ကျွန်မကိုဒါ interview invitation ရလာတယ်ပေါ့နော်အဲ့တော့ဒီအချိန်မှာ interview invitation ရလာတယ်ဆိုတာကဒီ hiring manager စီကနေပြီးတော့မှ interview invitation ရတယ်ဆိုတာက HR စီကနေရတာအထက်စားလို့ရှိရင်အများကြီးဒါဟိုဘယ်လိုပြောမလဲအများကြီး weight up ဖြစ်စေတယ်ပေါ့နော်အဲ့ဒီ position မှာဒီမှာက hiring manager နဲ့interview ရတယ်အမှတနားရင်ကြော်လောက်သူကျွန်မဝင် interview အခန်းထဲမှာ interview ရပေါ့နော်ပြီးတော့ second interview အနေနဲ့ကကြတော့ကျွန်မကဒီ lab 2လုပ်တယ် lab 2လုပ်ပြီးတယ်ပေါ့ lab 2လုပ်ပြီးတော့ကျွန်မကဒီ lab ထဲမှာတယောက်တည်းလွတ်လိုက်တယ်ပေါ့လွတ်ပြီးတော့ lab မှာလုပ်နေတဲ့တခြားသူတွေနဲ့ကိုလိုက်ပြီးစကားပြောပြီးတော့ဒီ lab မှာဘယ်နေရာတွေမှာ improve ဖြစ်ဖို့လိုလဲကိုယ့်ရဲ့ opinion တွေopinion ကိုပြန်ပြီးတော့ဒီ lab manager နဲ့ပြန်ပြီးတော့ကျွန်မ discuss လုပ်ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလုပ်ပြီးတော့ကျွန်မကိုချက်ချင်းပဲဒီ hiring manager က okay နေကို offer လုပ်လိုက်တယ်ဆိုပြီးတော့ကျွန်မဒီ second interview ပြီးချင်းမှာပဲကျွန်မ offer ရလာတယ်ပေါ့နော်အဲ့တော့အဲ့ဒီနေ့နဲ့ကျွန်မဒီ public hospital မှာကျွန်မ interview ရခဲ့တယ်ပေါ့နော်အဲ့တော့ပုံမှန်ဒီလိုမျိုး official website တွေမှာအလုပ်ရှောက်နေတာထက်စားလို့ရှိရင်အဲ့လိုမျိုးဒီ connection လေးတွေရအောင်လိုက်ရှာပြီးတော့စကားလိုက်ပြောပေါ့နော်စကားပြောကြည့်ပြီးတော့အလုပ်ရှာတဲ့ technique က interview ရဖို့ chance ကဒါ interview ရဖို့ chance ပြီးတော့အလုပ် offer ရဖို့ chance ကတော်တော်လေးပို့ပြီးတော့ပိုများတယ်ပေါ့နော်ကျမဒီဒီဇိန်နဲ့ပဲအဲ့လိုမျိုးဖြစ်ခဲ့တာမဟုတ်ဘူးနောက်ထပ်နှစ်ကြိမ်လောက်လည်းကျမအဲ့ဒီနဲ့ကျမအလုပ်တွေရခဲ့တယ်ပေါ့နော်ကျမ sharing လုပ်ရမယ်ဆိုလို့ရှိရင်အဲ့ဒီမှာကိုယ့်ရဲ့ LinkedIn ကကြတော့ဒီအငယ်ချင်းတွေ connection တွေဒါများများရှိထားဖို့လိုတယ်ပေါ့နော်အဲ့ဒီအလုပ်တစ်ခုမှာဆိုရင်ကျမလည်းဒါအရင်တုန်းကတီးခဲ့ဘူးတဲ့ classmate တယောက်ပေါ့အဲ့ classmate နဲ့ကျမကသွားပြီးစကားသွားပြောတယ်သူတို့ရဲ့ company မှာဒီ position တခု announce လုပ်ထားတာတွေ့တဲ့အခါကျတော့ကျမကအဲ့ဒီလူနဲ့သွားပြီးပြန်ပြီးမိတ်ဆက်တယ်ပေါ့နော်အဲ့ဒီလူနဲ့ကကျမကအရင် class မှာသူကညီမရဲ့ ace classmate ဆိုတော့ငါဒီအကြောင်းမှာဒီ batch ကတူပေါ့နော်အဲ့တော့နေကအကြောင်းမှာတွေ့ဘူးတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ငါ့ကို recommend လုပ်ပြီးလို့ညီတို့ company မှာဒီ position ခေါ်နေတာတွေ့တယ်ငါ့ကို recommend လုပ်ပြီးလို့ရမလားဆိုပြီးတော့ကျွန်မသွားမိတဲ့အခါကျတော့သူကလည်းကျွန်မကိုမှတ်မိချင်မှမှတ်မိမယ်ဒါပေမဲ့လို့ဒီအကြောင်းကပါဆိုပြီးတော့ဒီမှာကသွားပြီးတော့မိတ်ကိုသွားပြီးမိတ်ဆက်တဲ့ခါကျတော့သူကလည်း one me welcome ပဲကျွန်မကိုသူ recommend လုပ်ပေးတယ် recommend လုပ်ပေးတဲ့ခါကျတော့ဒီအလုပ်ကိုကျွန်မရခဲ့တယ်နောက်အလုပ်တစ်ခုကလည်းအဲ့လိုပဲကျွန်မဒီအရင်သိခဲ့ဘူးတဲ့ဒီ pathologist တယောက်ကိုသွားပြီးတော့ကနေတို့ company မှာအလုပ်ရှောက်ထားတယ်ဒီ position ကိုရှောက်ထားတယ်ပေါ့နော်ငါ့ကိုနေ refer လုပ်ပြီးလို့ရမလားဆိုပြီးတော့သွားပြောတဲ့အခါမှာသူတို့ကဒါ one me welcome ပဲဒီမှာကိုrecommend လုပ်ပြီးရပေါ့နော်အဲ့တော့အလုပ်ခန့်တဲ့သူတွေဘက်ကကြတော့လေပုံမှန်ဒီ candidates pool တွေကလူတွေကိုခန့်မဲ့အစားအဲ့လိုမျိုးဒီ referral letter နဲ့လာတဲ့သူတရားရောက်ရဲ့ recommendation နဲ့လာတဲ့သူဆိုလို့ရှိရင်သူတို့တွေရဲ့ဘယ်လိုပြောမလဲဒီအလောက်ခန့်တဲ့သူမှာရှိတဲ့ဒီ responsibility ကိုခေါ်မလားဒီ risk ပေါ့နော် risk ကလည်းအများကြီးကိုနည်းသွားတယ်ပေါ့နော်လုံးဝမသိတဲ့သူတစ်စိမ်းတယောက်ကိုအလောက်ခန့်တာထက်စားလို့ရှင်ဒီလိုမျိုးတယောက်က recommend ပေးထားတယ် referral လုပ်ထားတဲ့သူအလောက်ခန့်တယ်ဆိုတဲ့ဟာကဒါအများကြီးပဲသူတို့တက်ကိုပို့ပြီးတော့outstanding ကိုတက်ပို့ပြီးအလုပ်ရနိုင်ခြေ chance ကပိုများတယ်ပေါ့နော်အဲ့တော့ဒီမှာကဒီ method ကိုသုံးပြီးတော့ဒါအလုပ်ရှာခဲ့တဲ့ဒီအလုပ်၃ခုပေါ့နော်အလုပ်၃ခုအလုပ် off final offer ရပြီးတော့အဲ့အလုပ်ဒီမှာကျွန်မလုပ်ခဲ့တယ်ပေါ့နော်ဒီကြားထဲမှာလည်းကျွန်မကဒီမြောက်များစွာသော interview တွေတော်တော်များများကိုဒီတငယ်ချင်းတွေရဲ့ဒီ recommendation တွေအရင်သိခဲ့ဘူးတဲ့သူတွေအဲ့လို recommendation တွေနဲ့ interview တော်တော်များများကိုကျွန်မကရခဲ့တယ်ဒါပေမဲ့ခြားထဲမှာတော့ဒီအလုပ် offer ရတဲ့အထိကိုမသွားပြီမဲ့လို့ရတဲ့မြတ် interview တွေတော်တော်များများကကျွန်မဒီတိုင်းပဲဒီ website ကနေပြီးတော့အလုပ်လျှောက်လို့ရတာထက်စားလို့ရှိရင်အဲ့လိုမျိုး connection တွေနဲ့သွားပြီးတော့ရတာတွေကပို့ပြီးတော့များတယ်ပေါ့နော်အဲ့တော့
အဲ့ဒါကြောင့်မို့လို့အဲ့လိုနီးရည်နဲ့ညီမကဒါအလုပ်ရှာခဲ့တာဖြစ်တယ်ပေါ့နော်ညီမတို့နောက်တစ်ပိုင်းကြလို့ရှိရင် interview တွေမှာဘယ်လိုမျိုးဖြေခဲ့လဲဆိုတဲ့ဟာကိုဆက်ပြီးတော့sharing လုပ်ပေးပါမယ်ကျေးဇူးတင်ပါတယ်